ဟမ်မီချစ်သူများလုံးမိလာပါရှင်ဒီနေ့ဒီလိုပန်းပွင့်ကလစ်လေးကိုလုပ်ပြပြီးသွားမှာဖြစ်ပါတယ်ဒါလေးကတော့အော်တိုကလစ်ကိုသုံးပြီးတော့မှလှုပ်ထားတာပါစပင်းနေများပေါ်မူတည်ပြီးတော့မှ3လက်မ4လက်မကြိုက်ရကလစ်လေးကိုအသုံးပြုနိုင်ပါတယ်ရှင်ဒါလေးကတော့ပွင့်ဖက်လေးတစ်ခုချင်းစီကိုတွဲပြီးတော့မှချုပ်ပြီးတော့ပုံဖော်ထားတာပါဒီလုံနီလေးကိုအတူတူလိုက်ပြီးတော့မှလုပ်ကြည့်ကြအောင်နော်ပွင့်ဖက်တစ်ခုအတွက်လိုအပ်တဲ့ဖေး size ကတော့ကိုသုံးနဲ့ဖေးရင်2ဆဖြတ်ပြီးရမှာပါကိုသုံးတာ1လက်မဆိုရင်2လက်မဖြတ်မယ်1ခွဲဆိုရင်3လက်မ2လက်မဖေးဆိုရင်4လက်မဖြတ်ပါမယ်ဒီမှာတော့1ခွဲဖေးကိုသုံးထားပါတယ်စပြီးတော့ခောက်မယ်ဆိုရင်ဖေးကိုပြောင်းမြင်လန်မယ်ခုလိုအောက်ကနေအပေါ်ကိုခောက်မယ်ခောက်တဲ့ခါကျရင်အပေါ်လေးကညီနေရပါမယ်ပြီးရင်ပြန်ပြီးတော့ထပ်ချူခောက်ပြီးမယ်ပေါ်လာတဲ့ခောက်ယူယူလေးကိုမှအချုပ်ပါမယ်အချုပ်တဲ့ခါကျရင်လေအခုချုပ်ပြထားသလိုပေါ့နော်တစ်ချက်နှစ်ချက်သုံးချက်ချုပ်ပြီးပါမယ်ဒါကတော့တစ်ချမ်းပေါ့နော်ပြီးရင်ကျန်တဲ့တစ်ချမ်းကိုလည်းအလိုပဲအောက်ကနေအပေါ်ကိုခောက်မယ်ပြီးရင်အပေါ်ကနေအောက်ကိုပြန်ခောက်ပြီးပါမယ်ပြီးရင်ချုပ်ရိုးလေးတိုင်းကိုချုပ်ပြီးမယ်ဒါတော့ပွင့်ဖက်တစ်ခုအတွက်ပေါ့နော်အဲ့တော့အခုပထမဆုံးပွင့်ဖက်3ခုတွဲလေးကိုအရင်ချုပ်ပြပါမယ်ဒီပန်းပွင့်ဒီဇိုင်းကကြတော့ဒီပွင့်ဖက်ခောက်ပြီးတော့ချုပ်တတ်တယ်ဆိုရင်ဒါတော့ကိုလိုသလိုပုံဖော်လို့ရပါတယ်ဒါဒီပွင့်ဖက်လေးနဲ့ပဲဒီကလစ်တစ်ခုလုံးကိုလုပ်ပြီးသွားတာပေါ့နော်ဒီမှာတော့တလက်မခွဲဖဲကိုသုံးမျိုးမှလုပ်ပြပေးထားပါတယ်ကိုအဆင်ပြေတဲ့ကိုကြိုက်တဲ့ဖေးလေးနဲ့လည်းလုပ်လို့ရပါတယ်ဖေး size ပုံမူတည်ပြီးတော့မှအပွင့်အသေးအကြီးကကွာသွားမှာပါပွင့်ဖက်3ခုတွဲချုပ်ပြီးသွားပြီဆိုရင်တော့စားမှတ်ခဲ့တဲ့စားချုပ်ခဲ့တဲ့နေရာပေါ့နော်စားချုပ်ခဲ့တဲ့နေရာမှာပြန်ပြီးတော့မှတွဲပြီးတော့ချုပ်လိုက်မယ်ဒါဆိုရင်ပွင့်ဖက်3ခုကိုပန်းပွင့်ပုံစံလေးဖော်လိုက်တာပေါ့နော်ဒါဆိုရင်တစ်ခုပြီးသွားပါပြီဒါလေးကတော့ဒီအပေါ်မှာထားမယ်ပွင့်ဖက်လေးပေါ့နော်သူ့အောက်မှာနောက်ထပ်5ပွင့်ထပ်ပြီးတော့မှပုံဖော်ပါအောင်မေးနောက်ထပ်ပွင့်ဖက်5ခုတွဲပြီးတော့မှချုပ်မှာဖြစ်ပါတယ်လိုအပ်တဲ့ပွင့်ဖက်လေးတွေအကုန်လုံးချုပ်ပြီးသွားပါပြီအဲဆိုရင်ဒီပွင့်ဖက်လေးတွေကိုကလစ်မှာတက်ပြီးတော့မှအလှဆင်ပါတော့မယ်အဲ့တော့အရင်ဆုံးအလေကပန်းပွင့်လေးဖြစ်တဲ့5ပွင့်ပုံမှာ3ပွင့်ကိုကပ်ပြီးတော့မှခုလိုလေးပန်းပွင့်ပုံစံဖော်လိုက်ပါမယ်
ပြီးရင်အနောက်ဖက်ခြမ်းကိုပိုပြီးလှအောင်လို့ဒီအစာလေးကပ်ပြီးတော့မှပိတ်လိုက်ပါမယ်ပြီးရင်သုံးမယ်အော်တိုကလစ်လေးကိုငါးမှုဖဲလေးပတ်ပါမယ်မပတ်ခင်မှာအလေကတန်လေးကိုဖြုတ်ပြီးတော့မှကပ်ပါမယ်အဲ့တော့ကပ်တဲ့ခါကျရင်လည်းအခုပြထားသလိုမျိုးငါးမှုဖဲလေးကိုအတွင်းထဲရအောင်ရွှေ့ပြီးတော့မှကပ်ပြီးမယ်အဲ့လိုအတွင်းထဲရောက်တဲ့ခါကျမှဒါခဏနေပြန်ပြီးတော့ဖြုတ်ထားတဲ့အတန်လေးကပ်ရင်မညှိပဲနဲ့ဆင်ပြေမှာပါဒါတော့3လက်မကလေးလေးကိုသုံးထားတာပေါ့နော်3လက်မဆိုရင်တဝက်စီးအနေနဲ့ရပါတယ်စပင်ပါရတူဆိုရင်တော့အားလုံးစုပြီးစီးရင်လည်းရပါတယ်နော်စပြီးတော့မှကက်မယ်ပန်းပွင့်လေးကိုဒါတော့အလဲစင်တာမှာတဲတဲလေးထားပြီးကက်မှဘေးနှစ်ဖက်တည်းကပြန်ပြီးပန်းပွင့်လေးတွေကက်ရင်ညီနေမှာပါအဲ့တော့ပွင့်ဖက်လေးတွေကိုလည်းမကက်ခင်မှာခုနလိုလေးပဲတရက်အောင်လို့ဒီအစာလေးနဲ့ပြန်ပြီးတော့မှကပ်ပြီးမယ်ပွင့်ဖက်လေးတွေကိုအခုပြထားသလိုမျိုးလေးကပ်ပြီးတော့မှအလားဆင်ပေးပါမယ်နှစ်ပွင့်ကိုအရင်ဆုံးကပ်မယ်ပြီးတော့မှတစ်ပွင့်ကိုကပ်ပေးပါမယ်အဲ့တော့ဒါကတော့3လက်မကလေးဖြစ်တဲ့အတွက်ကြောင့်မို့နည်းနည်းသေးတယ်ပေါ့နော်သေးတော့အတွင်းထဲကိုတော့နည်းနည်းထည့်ပြီးတော့မှကပ်ပေးရပါတယ်4လက်မကလေးဆိုရင်တော့ကြေလေးကပ်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒီပုံလေးကတော့ပိုက်အုပ်လေးနဲ့ပန်းရင်လည်းရင်လေးနဲ့လှတဲ့ဒီဇိုင်းလေးပေါ့နော်ပိုက်အုပ်လေးနဲ့ပန်းချင်ရင်လည်းပိုက်အုပ်တက်ပြီးတော့မှပန်းလို့ရပါတယ်အဲဆိုအကုန်လုံးပွင့်ဖက်လေးကပ်ပြီးသွားရင်ပန်းလေးကလေးပုံပေါ်လာပြီပေါ့နော်ပြီးရင်အလဲမှာအလားဆင်ဖို့အတွက်ပလဲလေးတွေကြောက်လေးတွေကိုလိုသလိုလေးလှသလိုလေးတက်လို့ရပါတယ်ဒီမှာတော့ပလဲလေးပဲတက်လိုက်ပါမယ်ကော်ကတ်တဲ့ခါကျရင်လည်းတီချာလေးဖိပြီးတော့မှကပ်ပြီးပါဒါမှပြန်မပြုတ်ထွက်မှာပါအလားစင်နဲ့ပလဲလေးတက်ပြီးသွားရင်တော့ခုနဖြုတ်ထားတဲ့ကလစ်လေးကိုပြန်တက်လိုက်ပါမယ်ဆိုရင်တော့ကလစ်လေးလှုပ်ပြီးသွားပါပြီလိုက်လို့ကြည့်လို့အဆင်မပြေတာရှိရင်လည်း comment မှာလာပြီးတော့မှမေးနိုင်ပါတယ်ရှင်လာလေလာလွယ်လို့အားလုံးပဲလိုက်ပြီးတော့မှလုပ်ကြည့်ကြပါနော်အားလုံးကျေးဇူးပါ